ကောင်းမွန်တဲ့အမှတ်အသားအကြောင်းလေးတွေကိုဒီနေ့မှာပဲပညာမျှဝေပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလက်ဝါးပြင်မှာကိုယ့်အတွက်ပေါ့နော်ကံထောက်ကူတွေကောင်းနိုင်မဲ့လမ်းကြောင်းတွေကံထောက်မှတ်ရမယ့်လမ်းကြောင်းတွေပါလားမပါလားဒီနေ့မှာမျှဝေပေးမှာဖြစ်တယ်ပေါ့နော်ပုံမှန်ဆရာတို့ပုံနဲ့နမူနာပြပေးထားတယ်ပထမဆုံးဒီဆရာတို့ပြောင်းနဲ့ဝိုင်းပြပေးထားတယ်ပေါ့နော်အသက်လမ်းကြောင်းပေါ်မှာဒီကံတက်လမ်းအကြောင်းလေးပါနေရပေါ့နော်အဲ့တော့ဒီလက္ခဏာရှင်ကသူ့မှာကံထောက်ကိုကောင်းတယ်ဆိုတော့ပြပေးနေတာကံထောက်ပံ့နေရရှိမယ်ဆိုတော့ပြပေးနေတယ်ငွေအမြောက်များဘဝမှာဝင်မယ်ငွေအမြောက်များရရှိပိုင်ဆိုင်မယ်ဆိုတော့ဒီမှတ်သားပြတယ်ငွေကြီးကံတွေအရန်ဟိုမှာကောင်းမွန်လိမ့်မယ်စုမိမယ်ပေါ့နော်ငွေကြီးတွေစုမိမယ်ဥစ္စာပစ္စည်းတွေရရှိပိုင်ဆိုင်နိုင်မယ်ဆိုတော့ဒီမှတ်သားပြတယ်ဒီလက္ခဏာရှင်တော့ကိုသူကကံထောက်ပံ့ပေးမယ်ဆိုတော့ပြပေးနေတာဖြစ်တယ်အကူအညီကောင်းတွေအထောက်အကူကောင်းတွေရရှိနိုင်တယ်မမျှော်လင့်မဲနဲ့ငွေတွေဘဝမှာရရှိမှဝင်မယ်ဆိုတော့ဒီကပြပေးနေတယ်ဒီမှတ်သားကကောင်းတယ်ငွေကြီးတွေစုမိမယ်ငွေတွေဝင်မယ်ဆိုတော့ပြရတယ်ပေါ့နော်ကံထောက်ကူတိစတာကောင်းနိုင်မယ်သူ့အကျိုးကောင်းကောင်းခံစားရမယ်ဆိုတော့ဒီကမှတ်သားထားပေးပါနောက်တဲ့ပုံတစ်ခုမှာကျတော့အနေအောင်နဲ့ပြပေးထားတယ်ဉာဏ်လန်းကျောင်းကနေပြီးတော့နှလုံးလမ်းကြောင်းကိုသွားပြီးတော့ထိနေတဲ့ကံလမ်းကြောင်းလေးပေါ့နော်ဒီလက္ခဏာရှင်ကသူ35အသက်ပေါ့နော်အသက်35နောက်ပိုင်းမှာကံထောက်ကူတည်တသာကောင်းနေမယ်ဘဝတစ်စိတ်ချိုးပြောင်းလဲလိမ့်မယ်ဆိုတာကိုပြပေးနေတာဖြစ်တယ်အဲ့လိုအသက်ပိုင်းခြားရောက်တဲ့အခါမှာသူတို့ရဲ့ကျူးစာအောက်ထုံးမှုတွေကပိုပြီးကောင်းလာမှာဆိုတာကိုဖော်ပြပေးနေတာဖြစ်တယ်အဓိကကဉာဏ်လမ်းကြောင်းအပေါ်ကနေပြီးတော့နှလုံးလမ်းထိကိုရောက်တယ်ပေါ့နော်ပုံမှန်ပြပေးထားတယ်အဲ့တိုင်းလေးရောက်မယ်ဆိုရင်တော့35ကနေ45ထိကိုပေါ့နော်ကံထောက်ကိုဒီတသာကောင်းနိုင်မယ်နောက်ဆုံးအသက်50ထိပေါ့နော်ကံပို့ပြီးအထောက်ပံ့ရရှိမယ်သူ့ကြိုးကောင်းကောင်းခံစားရမယ်ထို့အသက်ပိုင်းခြားမှာမမျော်လင့်မဲ့နဲ့အလောက်ကန်စီးပွားရေးတွေအဆင်ပြေမဲ့အထောက်အကူတွေရမယ်ဆိုတော့ပြပေးနေတာဖြစ်တယ်ငွေကြီးကံလည်းကောင်းနိုင်မယ်အလောက်စီးပွားကံလည်းအဆင်ပြေတိုးတက်မယ်ဆိုတော့ဒီမှတ်သားပြရတယ်ပေါ့နော်အဓိကတော့အဲ့အသက်ပိုင်းခြားမှာသူ့ရဲ့ကျိုးစားအားထုတ်မှုတွေကအရာထင်မယ်ဖြစ်မြောက်မယ်အောင်မြင်မယ်ဆိုတော့ဖော်ပြပေးနေတာဖြစ်တယ်အဲ့တော့အခုရှိတာကပေါ့နော်အဖြတ်မရှိဖို့လိုအပ်တယ်အဖြတ်လေးတွေရှိရင်တော့ကိုလောက်ဆောင်တဲ့အရာလေးတွေမှာဓာတ်စီဖြတ်လေးတော့ကြုံရတတ်တယ်အဲ့တော့ပုံမှန်ဆရာတို့ပြောပြသွားတဲ့အတိုင်းဒီအတန်လန်းကြောင်းမှာပါတဲ့ကံတက်လန်းရောဒီညလန်းအပေါ်မှာပါတဲ့ကံလန်းအထောက်ကူလန်းရောပါမယ်ဆိုရင်လက္ခဏာရှိတော့ပိုပြီးကောင်းတယ်သူကအလက်ပိုင်းတွေကနေပြီးတော့သူရမယ့်အကျိုးတွေကကောင်းစွာရရှိခံစားရမယ်စူးစမ်းအောင်ထုတ်မှုရှိရင်ပို့ပြီးတော့ပြည့်စုံနေရမယ်ဆိုတော့ပြတယ်အဓိကကတော့ပစ္စည်းဥစ္စာတွေငွေကြီးကံတွေကံထောက်ကူတွေဒီຢာတွေမှာသွားပြီးတော့လက္ခဏာရှင်ကကောင်းတယ်ထီတွေပါတွေနဲ့လည်းအဆက်အကျိုးပြုတယ်ဆိုတော့ပြရတယ်ပေါ့နော်ငွေကြီးကံကောင်းမယ်ထီအကျိုးပြုမယ်ကံထောက်ပံ့ရမယ်ကိုယ့်ရဲ့အကျိုးစားအထောက်မှုတွေအစဉ်ပြေအောင်မြင်မယ်ဆိုတော့ပြပေးနေတယ်အမှတ်သားဖြစ်ပါတယ်